Cafe POS software ကလူကြီးမင်းတို့ဆိုင်ရဲ့စိတ်ချရဆုံး digital manager ဖြစ်ကူညီပေးနိုင်ပါတယ်ယနေ့ခေတ် tea house တွေကလက်ဖက်ရည်တင်မကပဲမနှက်စာနေ့လယ်စာကနေညစာအထိဝန်ဆောင်မှုပေးနေရတဲ့ order dining ပုံစံမျိုးပြောင်းလဲလာကြပါပြီလုပ်ငန်းကြီးမားလာတဲ့မြ manual ပုံစံနဲ့သာဆက်သွားနေမယ်ဆိုရင် order မှားယွင်းခြင်း kitchen ခန်းထဲမှာအလွယ်လွယ်များခြင်းနဲ့စည်ရင်းစရာရှုပ်ထွေးခြင်းစတဲ့အစိန်ခေါ်မှုတွေကိုမလွဲမသွေကြုံတွေ့နေရမှာပါဒီလိုမျိုးမဖြစ်ရလေအောင်မြန်မာတနိုင်ငံလုံးနဲ့လက်ဖက်ရည်ဆိုင်ပေါင်း130ကျော်နဲ့မတူညီတဲ့စားတောက်ဆိုင်ပေါင်း2000ကျော်ရဲ့ယုံကြည်မှုကိုရရှိထားတဲ့ Cafe POS software ကလူကြီးမင်းတို့ဆိုင်ရဲ့စိတ်ချရဆုံး digital manager ဖြစ်ကူညီပေးနိုင်ပါတယ်။ Cafe POS ကလူကြီးမင်းတို့လုပ်ငန်းကိုဘယ်လိုအဆင့်မြင့်တင်ပေးမလဲဆိုရင်တော့ tablet ဖုန်းထဲကနေပဲချိုစိန်ပေါ်စိတ်စတဲ့အသေးစိတ်မှာယူမှုတွေကို kitchen ထဲကိုတိုက်ရိုက်ပေးပို့နိုင်တာကြောင့် order မှားယွင်းမှုတွေကိုရှောင်ရှားနိုင်ပါတယ်။မနက်စာနေ့လယ်စာညစာအလိုက် menu တွေကိုသတ်မှတ်ထားတဲ့ category လိုက် auto ပေါ်အောင်လုပ်ဆောင်နိုင်လို့ဝန်ထမ်းတွေအတွက်ရှာဖွေရတာပုံမြန်ဆန်စေနိုင်ပါတယ်။စပိုးဆောင်ကိုစိုင်းနှစ်သက်ရာဘာသာစကားမျိုးစုံနဲ့ order taking တွေပေးပို့နိုင်ခြင်းကြောင့်စပိုးဆောင်ဝန်ထမ်းတွေနဲ့လုပ်ငန်းခွင်တွင်ဆက်သွယ်မှုအမှားယွင်းမရှိစေဘဲအလုပ်တင်ကျစေပါတယ်။ဘယ်အိုင်တန်တွေကရောင်းအကောင်းဆုံးလဲဆိုတာကို data တွေနဲ့အတိအကျသိရှိနိုင်တာဖြစ်လို့မိမိလုပ်ငန်းရဲ့အားသာချက်ပေါ်မူတည်ပြီးထိရောက်တဲ့ promotion season တွေကိုစနစ်တကျရေးဆွဲနိုင်ပါတယ်။ငွေရှင်းရမှာလဲ table အလိုက်ဘေးခွဲရှင်းတာပေါင်းရှင်းတာတွေကိုစက္ကန့်ပိုင်းအတွင်းတိကျစွာလုပ်ဆောင်နိုင်ပါတယ်။ကုန်ကျန်းထိန်းသိမ်းမှုအပိုင်းမှာလဲ stock အဝင်ထွက်တွေကိုစနစ်တကျမှတ်သားထားနိုင်လို့အလေလွင့်တွေကိုအထိရောက်ဆုံးရှင်းချပေးနိုင်မှာပဲဖြစ်ပါတယ်။ဒါအပြင် online robotic system ပါဝင်လို့ဆိုင်မှာကိုယ်တိုင်မရှိပေမဲ့လည်းရောင်းအားနဲ့အသုံးစရိတ်တွေကိုအချိန်နဲ့တပြေးညီကြည့်ရှုစစ်ဆေးနိုင်မှာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်လူကြီးမင်းတို့လက်ဖက်ရည်ဆိုင်လုပ်ငန်းတွေမှာယခုတက်ပို့ပြီးစနစ်တကျစီမံခန့်ခွဲထိန်းချုပ်နိုင်မှုအတွက်စိတ်ဝင်စားရဲဆိုရင်တော့ Galaxy ကိုအခုပဲဆက်သွယ်စုံစမ်းလိုက်ပါတော့နော်။